မင်္ဂလာပါအဲ့တော့ဆရာဒီတစ်ခါသင်ကြားပေးမှာကတော့ A0 မှာကျွန်တော်တို့နံပါတ်တွေကို1 2 3 4တန်းမရိုက်ချင်1 2 3 4အနေနဲ့တန်းမရိုက်ဘူးပေါ့အဲ့တော့ရှေ့တစ်တောင်းလိုက်မယ်ဒီမှာအပေါင်းဆိုင်လေးပေါ့နော်အပေါင်းဆိုင်လေးကိုနှိပ်လိုက်တယ်အဲ့တော့ကျွန်တော်တို့ရိုက်တဲ့အခါမှာဥပမာရိုက်လိုက်တယ်နောက်တော့နှစ်ချက်ထောက်ပြီးတော့1အခုတော့1 2နောက်ကွက်3 4 5 6 7 8 9တန်းအဲ့လိုရိုက်အဲ့10ကွက်ဆိုရင်ကျွန်တော်တို့တိတ်ကိစ္စမရှိဘူးရိုက်လို့ရတယ်တကယ်လို့ကျွန်တော်တို့အကွက်30လောက်ဆိုရင်ဒါအချိန်တော်တော်ပေးရတော့ဟုတ်ပြီနော်အဲ့တော့အဲ့လိုအချိန်ပေးဖို့အတွက်ဒါ A0 ကိုသုံးတာမဟုတ်မြန်ခြင်းလို့အတွက်ကျွန်တော်တို့ A0 ကိုသုံးတယ်ဆိုတော့ဒီတိုင်းပဲမသုံးဘူးကျွန်တော် B column မှာကျွန်တော်ရိုက်ပြမယ်အဲ့တော့နံပါတ်1ပြီးရင်နံပါတ်2နှလုံးပဲရိုက်เสียလို့လေဟုတ်ပြီနော်အဲ့တော့1နဲ့2နဲ့ရိုက်တယ်ဆိုရင်သူတို့ရဲ့ကွာခြားချက်က1ရယ်2ရယ်ဆိုတော့ကွာခြားချက်က1ပဲ1နဲ့3ဆိုရင်ဂျားထဲမှာ2กว่าဟုတ်ပြီဂျားထဲမှာ2ခုกว่าတယ်ဗျာ3ရောက်ဖို့အတွက်1 2ဟုတ်ပြီနော်အဲ့လိုပုံစံမျိုးပေါ့3နဲ့နောက်ကနေရှင်းလို့ရင်2กว่าတယ်အဲ့လိုပြောတာ1နဲ့2ဆို2ထက်1တော့1ဒါတကယ်လို့1နဲ့5ဆိုရင်5နဲ့1တော့4กว่าတယ်အဲ့လိုပုံစံမျိုးအဲ့တော့အခု1နဲ့2ဆိုတော့1กว่าတယ်အဲ့ဆိုရင်သူ1နဲ့3လေးဇက်တိုက်အစင်းလိုက်ရိုက်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုရိုက်သွားဖို့အတွက်ဆိုရင်ကျွန်တော်တို့အဲ့ကွက်1ရယ်2ရယ်ကိုဖိပြီးတော့ဆွဲလိုက်တာဟုတ်ပြီနော်ဆွဲလိုက်တယ်ဆိုရင်ဒီဘေးလေးမှာကျွန်တော်တို့ F-final face ဆိုတာလေးပေါ်လာတယ်အဲ့တော့အဲ့ face လေးကိုနှိပ်လိုက်ပါဖေးလေးကိုနှိပ်လိုက်တာလည်းဒီနေရာကိုကြည့်အဲ့ဟာတွေကအစိမ်းရောင်လုံးဝမဲသွားတာပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့ဒီလိုလုံးဝအဝိုင်းလေးပဲအစိမ်းရောင်မမဲဘူးအဝိုင်းကွင်းလေးရှိတယ်အဲ့တော့အဲ့ကောင်လေးကိုကျွန်တော်တို့ဖိပြီးတော့ဆွဲလိုက်တယ်နှစ်ကွက်ဆွဲလိုက်တယ်ဖေးဆိုတာနှိပ်လိုက်တာနဲ့အစိမ်းရောင်လည်းမဲသွားတယ်မဲသွားတဲ့အချိန်မှာကျွန်တော်တို့အဲ့အောက်ကဒေါင်းလေးကိုဆွဲသွားကျဲတဲ့လောက်ဆွဲအောက်ဘေးမှာနံပါတ်တွေပေါ်လာပြီအပြင်20လို့ပေါ်လာပြီကျွန်တော်အောက်ဒီဆွဲတယ်24 25 26 29 28ဥမာ40ဒီဆွဲလိုက်တယ်လွှတ်ချလိုက်တာ40ရောက်တဲ့နေရာမှာလွှတ်ချလိုက်တာနဲ့သူ40ထိတော့သူအော်တိုရိုက်သွားမယ်နားလည်မနော်ဒါဆိုအရန်လွယ်တယ်ဒါက1 2 3 4ပဲလားမဟုတ်ဘူးကျွန်တော်အစောကပြောသလို9กว่าမယ်ထားလိုက်တော့9 10နဲ့9ရဲ့ကွာခြားချက်က9กว่าဟုတ်ပြီနော်အဲ့နှစ်ခုကိုကျွန်တော် selection ပေးလိုက်တယ်ဖိပြီးဆွဲလိုက်တယ်ပြီးရင်သူ့ရဲ့ဘေးအောက်မှာရှိတာကိုဖေးဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်အောက်ကိုဆွဲသွားတယ်ဒါဆို9 10 15 20 80တွေရိုက်သွားတော့တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကဒီ1 2 3 4မှာလားမဟုတ်ဘူးတော့ဥပမာကျွန်တော်တို့လာတွေပါရိုက်ကြည့်မယ်ဇန်နဝါရီလို့ရိုက်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ဇန်နဝါရီလလို့ JANUARY ဇန်နဝါရီလို့ရိုက်ကြည့်မယ်အဲ့တော့ဇန်နဝါရီဆိုတဲ့ဟာလေးကိုကျွန်တော်ဖိလိုက်တယ်ဖေးကိုနှိပ်လိုက်တယ်အဲ့တော့ဖေးကိုနှိပ်ပြီးအောက်ကိုဆွဲကြပဲဇန်နဝါရီဖေဖော်ဝါရီမဲ့ကျွန်တော်ရိုက်เสียမလို့သူအော်တိုရိုက်ပေးလို့ရတယ်ဟုတ်ပြီနော်ဒါသူတီးတဲ့ဟာတွေပေါ့ဇန်နဝါရီဖေဖော်ဝါရီမဲ့ကိုကျွန်တော်အရှည်ကောင်းမရိုက်ချင်ဘူးအတူကောင်းရိုက်မယ် JAN ဂျန်လို့ရိုက်လိုက်ရတယ်ကျွန်တော်သူ့ကိုထောက်လိုက်တယ်ပြီးရင်ကြာတာလေးဖိပြီးတော့ F-final face ဆိုတာလေးကိုနှိပ်လိုက်တယ်ဟုတ်ပြီနော် F-final face ဆိုတာနှိပ်လိုက်တယ်အောက်ကိုဆွဲချလာတယ်ဒါပဲဒါအတူကောက်ရိုက်တာဟုတ်ပြီနော်အဲ့ဇန်နဝါရီဖေဖော်ဝါရီမှလားမဟုတ်သေးဘူးကျွန်တော် Monday တွေပါရက်တွေကိုလည်းသိတယ်ဥပမာ M1 ဆိုတာ Monday ရဲ့အတူကောက် Okay ရတယ်ဖိလိုက်တယ်ဖေးကိုနှိပ်လိုက်တယ်အောက်ကိုဆွဲချလိုက်တယ်ဒါဆိုသူရက်သက်တစ်ပတ်လုံးကိုဆွဲသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တကယ်လို့ကျွန်တော်တို့ကအတိအကျလိုချင်တယ်ဆိုရင် MONDAY Monday လို့ရိုက်ပါMonday မှာမဟုတ်ဘူးနော် Sunday ကနေစလဲရတယ်ဒါဆိုရင်သူ sorry ပထမဆုံးကွက်မှာဖိလိုက်ပါဖေးကိုနှိပ်လိုက်ပါအောက်ကိုဆွဲချလိုက်ပါဟုတ်ပြီနော်အဲ့ Monday M1 ကနေစကြမှာစ FRI Friday FRI DAY ဟုတ်ပြီနော် Friday ကနေပြီးတော့စမယ် Okay Friday ကနေစမယ်ဆိုရင်လည်းရတယ် Friday နှိပ်လိုက်တယ်အောက်ကိုဖိပြီးတော့ဆွဲလိုက်တယ်ဟော sorry ဒီကောင်လေးကိုအရင်ဆုံး click ထောက်လိုက်တယ်ဖိလိုက်တယ်ဖိပြီးတော့Friday ဖေးကိုနှိပ်တယ်အောက်ကိုဆွဲလိုက်တယ်ဒါဆို Friday ကနေစပြီးတော့ရက်သက်တစ်ပတ်လုံးအကုန်လုံးကိုအောက်ကိုဆွဲချသွားလိမ့်မယ်တော့ပေါ့နော်ဒါကကျွန်တော်တို့သူ့ကိုသုံးပြီးတော့ CD ပုံစံမျိုးအောက်ကိုဆွဲချတာ Face and CD ပေါ့နော် A0 မှာဆိုတော့ကျွန်တော် Face and CD သူ့ထက်လွယ်ကူတယ်ဟုတ်ပြီးတော့ဒီမှာတော့နည်းနည်းလေးပိုးပြီးတော့လက်ကလေးနဲ့ဖိရတာလေးပိုးများတယ် Okay ဒါဆိုရင်ကျွန်တော်တို့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့နားလည်မယ်ထင်ပါတယ်တကယ်လို့နားမလည်ရှင်ကျွန်တော်ကိုမေးပါကျေးဇူးတင်ပါတယ်ဗျ